ရတော့မယ်တကြီးရဲ့တကြီးစကားပြောရလေရာအမေမီးရဲ့မှာပြောရတော့မယ်တကြီးရဲ့ကပြောကျွန်တော်တို့လေတော်မှာကျွန်တော်တို့လိုလေတော်မှာအားထားရတာကနွားကနှကောင် နွားနှစ်ကောင်ယုံမှရတာတကောင်နဲ့ယုံလို့ရမလားမဟုတ်ပါဘူးဗျာကျွန်တော်ပြောတဲ့စကားလေးကိုစိုးနားတောင်ပြီးအောင်ကြီးရဲ့ဝင်မပြောရနဲ့ဟုတ်ပါပြီနားတောင်ပြီးနေစမ်းမကွာနားတော့ကျွန်တော်တို့လေသမားမအားထားရတာကနွားကနှကောင်အဲ့ဒီနွားနှကောင်ကျမရဲ့ဆိုကျွန်တော်နွားကိုခိုးရာကြောင့်ဝယ်လိုက်ပါဘာဖြစ်တာလဲလုံးနေတော့ကိုယူနေပြီဘာဖြစ်လာလဲလက်ရှစ်တော့ငါ့ကိုလူလိုပြောလွတ်ဆန်းရောက်လေလွတ်ကဲဟေ့ကောင်ဘာဖြစ်လာလဲငါ့ကိုမင်းလူလိုပြောစမ်းလူလိုပြောလူဆိုကျွန်တော်နွားလေးပျောက်သွားလို့ကြီးရဲ့အဲ့ဒါလုပ်ပြီးအောင်ဗျာနွားပြောက်တယ်ဆိုမှတော့လူခိုးလို့ပေါ့ကွာအေးဘောလူခိုးလို့ပြောက်တာပေါ့ကွာမင်းကတမျိုးအကိုကြီးကလည်းလူခိုးတာတော့ဟုတ်ပြီဘယ်ဘက်ကိုခိုးသွားတယ်ချီရခမ်းမယ်ကိုကြီးကမင်းကဘာလုပ်တယ်လို့လဲကျွန်တော်လုပ်ပြမယ်ကိုကြီးကြည့်ဟေးကောင်မင်းကလုံးပြီးတော့မနွားဟေးကောင်လက်ကောချီရောညင်နေသားကွာဒီမှာဘာသာပါပိတ်ဟေးမင်းတို့ဖြစ်တဲ့ကိစ္စကိုငါတောင်းပေးမယ်ငါဖြေရှင်းပေးမယ်ကွာတကြီးဒီကောင်မလေးတခိုးကြီးအဲ့လောက်ပေါ်တာလေရွာရဲ့အုပ်ချုပ်သူရဲ့တောင်းဝင်များရှိမလားလို့ဟဲ့မင်းလူကိုစောင်းတယ်လို့ချိတ်တယ်လို့မပြောနဲ့ဒီကိစ္စတွေအားလုံးငါတောင်းဖြေရှင်းပေးမယ်လို့ပြောပြီးသားလေကွာတကြီးကတာဝန်ယူပြီးဖြေရှင်းပေးမယ်ဆိုတော့နွားဖို့ပြန်ရောမလားဟာနွားဖို့ရောငါနွားတခိုးလားကွာအဲ့တော့မသိဘူးဇရွေကတော့တကြီးပဲရောက်သွားတယ်ဟဲ့ခင်ဗျာမင်းလောက်တာနဲ့ငါ့ကိုမှနွားတကုတ်ဆွဆွဲနေဟုတ်ကျွန်တော်ခေါ်တော့ဘာမှမပြောနဲ့ခေါ်ပါလားအေးဒီကိစ္စကိုငါကိုယ်တိုင်တာဝန်ယူပြီးဖြေရှင်းပေးမယ်နောင်ကိုတို့ရမှာဒါမျိုးမဖြစ်ရအောင်ဒီနေ့ကစပြီးတော့ကင်းဆောင်ရမယ်ဟဲ့အောင်ရင်ပိုင်းပြားပြီဒီညကစပြီးတော့မင်းကဦးစီးပြီးကင်းဆောင်ကြလားဟုတ်ကဲ့ပါအခုကျွန်တော်ကဘာဆောင်อ่ะမင်းကကင်းမဆောင်လို့ဘာဆောင်နေလဲငါစောင့်ကန်လိုက်အောင်မင်းဟဲ့အောင်ခိုင်းမယ်လိုက်လို့မလုပ်နဲ့တကြီးဘာလဲမလိုအပ်ပဲနှလုံးထုံမသုံးနဲ့လေဗျာဟဲ့လေအိမ်မမသိထားလားဖဲ့တယ်မင်းဟဲ့ကောင်ကဲမင်းတို့လည်းပြန်ကြတော့ဟုတ်တကြီးဟိုနားတယ်မလားဖွားနဲ့နာဟာဘာပြောကြရှိသေးလို့လဲဟိုကျွန်တော်ပြန်တော့မယ်လို့မလဲပြန်မခဲ့တယ်မင်းငါတဲ့ကျွန်တော်ကြားထဲမှာရှိတယ်သိတယ်